နှလုံးသားပြတ်၍ပြစ္ဆုတ်ပံကိုတဲခင်းလိုက်တဲ့အခါအယိုးအပြိုင်ပြိုင်ကျနေတဲ့ချုံငိမ်မှုတွေနဲ့ခါတက်တဲ့ရင်ခုန်တံပူနွေးနွေးကိုအနှံ့ရခဲ့ရေနစ်သူတွေကိုဝါကူထိုးလိုက်တဲ့ကျမကအိမ်တိုင်းကိုထုတ်ချင်းခတ်ဖောက်ထွက်သွားတဲ့မြားပတ်ဝန်းကျင်တော်လဲတန်ကြီးနဲ့အတူဖုံမှုန့်နေကြအုပ်ပုံတွေအောက်ညီးတန်တဲ့ကြားနေမျက်ရည်ဟာရစ်ကောင်အဖြစ်လဲဆင်းခံနေရတေမင်းဟာအဝတ်မပါကြပြားကြရာရောက်လာစကိုင်းမန္တလေးကိုနင်းချီထားပြီးချစ်ကြရသူတွေကိုအတင်းအဓမ္မခေါ်ဆောင်သွားခဲ့အလှည့်ကျမနှွဲကြစတဲ့စိတ်ခံတတ်ကိုအထက်ထပ်ပိတ်ဆိုရင်ပါးပင်မှာတလိန်ချင်းစီးကြလာတဲ့ဝေဒနာအပူတောင်တန်းတွေအန်ကျရင်ပြန်ထကြမိုးကိုစဝိုင်းအပြည့်လောင်နေတဲ့မီးဆိုပေမဲ့မေတ္တာတရားကိုမဆုံးရှုံးသေးရင်ဒုဒတွေအချင်းချင်းပွေဖက်နှစ်သိမ့်ရင်မီးပင်လေကိုဖျက်လို့ရပါသေးရဲ့မုန်းတော့